ကောင်လေးကမြေကြီးပေါ်က cheese တစ်ချက်ကိုသတိထားမိတယ်စိတ်ဝင်စားလို့ဖြည်းဖြည်းချင်းလက်နဲ့လှမ်းထိလိုက်တဲ့အချိန်မှာပဲအနီးရှိမိန်းကလေးတစ်ယောက်ကအော်ဟစ်ပြီးလူတိုင်းကိုပြောလိုက်တဲ့ကောင်လေးကလန့်ပြီးသူကြည့်ယုံပဲကြည့်တာလို့ရှင်းပြတယ်ဒါပေမဲ့ဘယ်သူမှမယုံကြဘူး cheese ကိုထိရင်ကျိန်စာတင်နေဆိုတော့လူတိုင်းကြောက်ပြီးပြေးသွားကြတယ်ဒီအချိန်ကစပြီးဘယ်သူမှသူ့အနားမကပ်တော့ဘူးเจ้าကလည်းစွန့်ပစ်ခံလိုက်ရတယ်ဒီကျိန်စာကလွတ်ဖို့တစ်ခုပဲရှိတယ်တယောက်ယောက်ကိုထိပြီးကျိန်စာလွှဲရမယ်ဒါနဲ့ကောင်လေးကမိန်းကလေးတစ်ယောက်နောက်ကိုတိတ်တဆိတ်သွားပြီးသူ့ပခုံးကိုပုတ်လိုက်တယ်ထိုခါမှဆက်လက်ចောင်းသားများကြားတွင်ကျိန်စာလွှဲပြောင်းခြင်းစီကံမဲ့စွာဖြစ်ပွားခဲ့ပြီးဘသူမဆိုအချိန်တင့်တာနဲ့နောက်တစ်ယောက်စီထက်လွှဲကြတယ်နောက်ဆုံးတွင်ဘာသာစကားခက်ခဲရှိသည့်နိုင်ငံခြားသားလူငယ်တဦးထံကျိန်စာရောက်သွားတယ်ဘာသာစကားမတက်လို့ဘာဖြစ်နေမှန်းနားမလည်ဘူးနောက်ဆုံးသူဒီအကြောင်းရင်းကိုနားမလည်ပဲကျောင်းကနေထွက်ရပြီးမိသားစုနဲ့မြို့ကပါထွက်သွားရတယ်ဒီနောက်ပိုင်းဘသူမှ cheese ကိုမထိရဲတော့ဘူး9နှစ်အကြာတွင်ကျောင်းသားတစ်လေးကအဲ့ဒီ cheese ချက်ဟောင်းကိုမြင်လို့ထိဖို့လုံတုံးအခြားကောင်လေးတစ်ယောက်ကမထိနဲ့လို့အမြန်အော်ပြောလိုက်တယ်